တခါတရံမှာလူတစ်ယောက်ရဲ့ဘဝမှာရွေးချယ်ခွင့်မရှိတဲ့ဆုံးဖြတ်ချက်တွေရှိတတ်တယ်။ဝမ်းရည်အတွက်ကို့အဖေနဲ့အမေကို့မွေးရမည်ကို့နိုင်ငံကိုစွန့်ခွာသွားရတဲ့နေ့ဟာအင်မတန်ကိုမှခက်ခဲလာပါတယ်။ရွာအဝင်အထွက်လမ်းကလေးကလည်းမသွားပါနဲ့လို့ပြောနေတယ်လို့ပါပဲ။အမေနဲ့အဖေကလည်းအားတင်းပြီးတော့ဒါပြုံးနေရှာတာ။အမေရဲ့မျက်ဝန်းကတော့စိုးရိမ်မှုပေါင်းများစွာနဲ့ရင်ထဲမှာတော့မသွားခိုင်းစေချင်ဘူးအဖေကကျွန်တော်ပခုံးပေါ်လက်တင်ပြီးငါသားအဆဆအရာရာဂယုဆိုင်တော်သားလို့အဖေကမှတဲတာပေမဲ့အဖေလက်တွေကအရင်ကလောက်မတတ်မှတော့ဘူး။တားလည်းမသွားချင်ပါဘူး။အမေနဲ့အဖေကိုခွဲပြီးတော့ဒါပေမဲ့တားမိသားစုတွေအဆင်ပြေဖို့တားမသွားချင်ပဲနဲ့သွားရတာပါမေဆိုပြီးကျွန်တော်ရင်ထဲမှာမျိုးသိရင်လာကြိုးတဲ့ကားစီကိုခန်းစားချက်ကိုထိန်းချုပ်ရင်းထွက်လာခဲ့တယ်အမေနဲ့အဖေကိုတီးစေချင်တာကစော်လမောငါတွေ့တောင်မွေးရက်ကိုမမေ့ပါဘူးဒါလည်းပြန်လာမှာပါအမေနဲ့အဖေဆိုပြီးထွက်လာခဲ့တယ်မျက်လုံးထဲကမျက်ရည်တွေကလည်းသူ့အလိုလိုချလာတယ်အိမ်ပြန်ချိန်ရောက်ရင်သားပြန်လာခဲ့မယ်လို့ကိုအားတင်းပြီးပြပကိုထွက်လာခဲ့တယ်